တင်ချိုင်းဘရင်အပိုင်းရှစ်တင်ချိုင်းတစ်ခုလုံးမှာလေကရုတ်တရက်ပြင်းထန်လာတယ်တစ်ပင်အိုကြီးတွေလှုပ်ခါနေပြီးတင်ချိုင်းကြောက်တုံးတွေတောင်တုန်ခါလာသလိုဖြစ်နေတယ်လာရောင်ကမိုးတိမ်အောက်မှာပျောက်သွားပြီးအပေါ်ကကောင်းကင်တစ်ခုလုံးကိုအမှောင်ထုကြီးဖုံးလွှမ်းလာတယ်လေထဲမှာစွမ်းအားနှမျိုးတိုက်ခိုက်ဖို့ပြင်ဆင်နေတယ်တစ်ဖက်မှာဇာနီတစ်ဖက်မှာအမှောင်နှက်ဖျားဇာနေလေထဲမှာရက်နေတဲ့သူ့ကိုယ်ခန္ဓာတစ်ခုလုံးအစိမ်းရောင်အလင်းနဲ့အနက်ရောင်စွမ်းအားနှစ်မျိုးလုံးတောက်နေတဲ့ဝိညာဉ်တက်တော်ရဲ့စွမ်းအားတွေကသူ့ထဲမှာပေါင်းစည်းနေတယ်။အမှောင်နှက်ဖျားကတော့တောင်တန်းတစ်ခုလိုကြီးမားနေတဲ့သူ့ရဲ့အနက်ရောင်အရိပ်ခန္ဓာကလေထဲမှာမီးခိုးလိုလှုပ်ရှားနေတယ်။သူနည်းနည်းပြုံးလိုက်တယ်။မင်းကတကယ်စိတ်ဝင်စားဖို့ကောင်းလာပြီ။ဇာနီဓာတ်ကိုမြှောက်လိုက်တယ်။ဒီနေ့ကမင်းရဲ့နောက်ဆုံးနေ့ဖြစ်မယ်။အမှောင်နှက်ဖျားရေလိုက်တယ်။အဲ့ဒါကိုကြည့်ရအောင်။ချက်ချင်းပဲအမှောင်နှက်ဖျားလက်ကြီးတစ်ဖက်မြှောက်လိုက်တယ်။ဖုံးအနက်ရောင်မိုးကြိုးတန်းကြီးလေထဲကနေဇာနီစီကိုဓာတ်ရိုက်ကျလာတယ်။ဇာနီချက်ချင်းဓာတ်ကိုလှဲ့ခုတ်လိုက်တယ်။အစိမ်းရောင်အလင်းတန်းကြီးထွက်လာပြီးမိုးကြိုးကိုဖျက်ပစ်လိုက်တယ်။ရှူးအလင်းနဲ့အမှောင်စွမ်းအားတွေတိုက်မိပြီးလေထဲမှာပောက်ကွဲတန်ကြီးထွက်လာတယ်။ဒါပေမဲ့အမှောင်နှက်ဖျားချက်ချင်းနောက်တစ်ချက်ထပ်တိုက်လိုက်တယ်။အနက်ရောင်လှိုင်းကြီးတင်းချိုင်းတစ်ခုလုံးကိုဖုံးလွှမ်းလာတယ်။ဝိညာဉ်တွေအော်ဟစ်သွားကြတယ်။ဇာနီအော်လိုက်တယ်။ဝိညာဉ်တက်တော်ဝိညာဉ်တွေအားလုံးအလင်းတန်းတွေဖြစ်ပြီးဇာနီနောက်မှာပေါ်လာကြတယ်။ငါ့ကိုစွမ်းအားပေးကြ။ချက်ချင်းပဲအလင်းတန်းတွေဇာနီရဲ့ကိုယ်ထဲကိုဝင်သွားတယ်။သူ့ဓာတ်ကနေရောင်လိုတောက်လာတယ်။ဇာနီလေထဲကိုတရှိန်ထိုးပြေးဝင်သွားတယ်။အခုရှက်ဓာတ်အလင်းတန်းကြီးတစ်ခုအမှောင်နှက်ဖျားစီကိုထိုးဝင်သွားတယ်။ဒါပေမဲ့အမှောင်နှက်ဖျားလက်တစ်ဖက်နဲ့ဖမ်းလိုက်တယ်။မင်းဒီလောက်နဲ့ထင်နေတာလား။သူလက်တစ်ချက်ဖိလိုက်တာနဲ့ဒုံဇာနီလေထဲကနေမြေကြီးပေါ်ကိုပြင်းပြင်းထန်ထန်လွင့်ကျသွားတယ်။မြေကြီးကကြောက်တုံးကြီးတွေကွဲထွက်သွားတယ်။ဝိညာဉ်တွေအော်ဟစ်သွားကြတယ်။ဇာနီမြေကြီးပေါ်မှာလက်ထောက်ပြီးဖြည်းဖြည်းထလာတယ်။သူ့အသက်ရှူတန်ပြင်းပြင်းထန်ထန်ထွက်နေတယ်။အမှောင်နှက်ဖျားလေထဲကနေနှိမ့်နှိမ့်ပြောလိုက်တယ်။မင်းနိုင်မယ်ထင်လား။ဇာနီမျက်လုံးတင်းသွားတယ်။သူ့စိတ်ထဲမှာဝိညာဉ်တွေအတန်တွေကြားလာတယ်။တင်ချိုင်းဘရင်ကျွန်တော်တို့မင်းနောက်မှာရှိတယ်။ဒီနေရာကိုကာကွယ်ပါ။ဇာနီမျက်လုံးပိတ်လိုက်တယ်။သူ့နှလုံးထဲမှာစွမ်းအားတစ်ခုတက်လာတယ်။ငါတယောက်တည်းမဟုတ်ဘူး။သူဓာတ်ကိုမြှောက်လိုက်တယ်။ဒီနေရာမှာဝိညာဉ်တွေရဲ့အင်အားရှိတယ်။ချက်ချင်းပဲမြေကြီးတစ်ခုလုံးတုန်ခါလာတယ်။တင်ချိုင်းအောက်ကနေအလင်းတန်းကြီးပေါက်ကွဲထွက်လာတယ်။ထောင်ပေါင်းများစွာသောဝိညာဉ်တွေလေထဲမှာပေါ်လာကြတယ်။သူတို့အားလုံးဇာနီနောက်မှာစုပေါင်းလာကြတယ်။အမှောင်နှက်ဖျားမျက်လုံးတင်းသွားတယ်။မင်းဇာနီလေထဲကိုတက်လာတယ်။သူ့ဓာတ်ကအလင်းနဲ့အမှောင်စွမ်းအားနှစ်မျိုးလုံးတောက်နေတယ်။ဒီစစ်ပွဲကိုအခုအဆုံးသတ်မယ်။သူအော်လိုက်တယ်။ဝိညာဉ်တက်တော့တိုက်ခိုက်ချက်ချင်းပဲဝိညာဉ်တွေထောင်ပေါင်းများစွာအမှောင်နှက်ဖျားစီကိုတရှိန်ထိုးပြေးဝင်သွားကြတယ်။ဇာနီကအရှိဆုံးမှာရှိတယ်။သူဓာတ်ကိုမြှောက်ပြီးအမှောင်နှက်ဖျားစီကိုဓာတ်ရိုက်ပြေးဝင်သွားတယ်။အမှောင်နှက်ဖျားလက်ကြီးမြှောက်လိုက်တယ်။အနက်ရောင်မီးတောက်ကြီးထွက်လာတယ်။ဒါပေမဲ့ဇာနီဓာတ်ကိုလှဲ့ခုတ်လိုက်တယ်။ရှူးအလင်းတန်းကြီးအမှောင်ကိုဖျက်ပစ်လိုက်တယ်။နောက်တစ်စက္ကန့်ဇာနီအမှောင်နှက်ဖျားရှိမှရောက်နေပြီ။ဒီနေရာကသူဓာတ်ကိုမြှောက်လိုက်တယ်။ငါနယ်မြေပဲရှက်ဓာတ်ကိုအမှောင်နှက်ဖျားရဲ့အလဲတက်တက်ထိုးလိုက်တယ်။ဖုံးအလင်းနဲ့အမှောင်စွမ်းအားကြီးပောက်ကွဲသွားတယ်။လေထဲမှာမီးတောက်အလင်းတန်းအရိပ်တွေရောနှောပြီးမုန်တိုင်းကြီးလိုဖြစ်သွားတယ်။အမှောင်နှက်ဖျားအော်ဟစ်တန်ကြီးထွက်လာတယ်။သူ့ခန္ဓာကအပိုင်းစားတွေဖြစ်ပြီးတဖြည်းဖြည်းပျောက်ကွယ်သွားတယ်။မဖြစ်နိုင်ဘူး။နောက်ဆုံးမှာအမှောင်ထုကြီးတစ်ခုလုံးအခိုးအငွေ့လိုပျောက်သွားတယ်။တင်ချိုင်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်။လက်ရောင်ပြန်ပြီးလင်းလာတယ်။ဝိညာဉ်တွေအားလုံးဇာနီကိုကြည့်နေကြတယ်။ဇာနီမြေကြီးပေါ်ကိုဖြည်းဖြည်းဆင်းလာတယ်။သူ့လက်ထဲကဓာတ်ကတိတ်တိတ်လေးအလင်းဖြော်လာတယ်။ဝိညာဉ်တွေအားလုံးတူးထောက်လိုက်ကြတယ်။တင်ချိုင်းဘရင်ဇာနီအသက်ရှူပြင်းပြင်းထွက်နေတယ်။သူကောင်းကင်ကိုလှမ်းကြည့်လိုက်တယ်။စစ်ပွဲပြီးဆုံးသွားပြီ။ဒါပေမဲ့အဝေးဆုံးအမှောင်ထဲမှာအနက်ရောင်မီးတောက်သေးသေးလေးတစ်ခုပြန်လောင်လာတယ်